ကိုအိမ်ချန်ထဲမှာပဲခရမ်းသီးကိုအခုလိုမျိုးအများကြီးသိအောင်စိုက်လို့ရတဲ့နည်းလမ်းကိုသိပြီးကြပြီလားမသိသေးဘူးဆိုရင်တော့ကျွန်တော်နဲ့တူတစ်ချက်လောက်လိုက်ကြည့်ကြရအောင်အိမ်မှာရှိတဲ့ရေသန့်ပူကြီးအဟောင်းကိုဖြတ်လိုက်ပါပြီးရင်တော့ပထမအလွှာကိုအုံကုန်ထည့်ပေးရမှာဖြစ်ပါတယ်အုံကုန်ကအောက်ခြေမှာအဆူဓာတ်ကိုထိန်းသိမ်းထားနိုင်မှုအတွက်ပဲဖြစ်ပါတယ်ဒုတိယလွှာကိုတော့ငပြောပင်လေးနှုတ်ဆင်းတာလေးကိုထည့်ပေးပါငပြောပင်ကတော့ပူတစီယန်တက်ကြောဝစွာပါလို့အသီးထွက်နှုံကိုကောင်းစေပါတယ်ပြီးရင်တော့မြေဆွေးခပ်ပွားလေးကိုဖုံးပေးလိုက်ပါဗျာစရုပ်ထမြောက်လွှာကိုတော့မြေပွားပြီးလီဝင်ထွက်ကောင်းစီဖို့အတွက်တရွက်အနှဲငယ်နဲ့မြေသွေးအနှဲငယ်ကိုထည့်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့မြေသွေးကိုဘူးရဲ့နှခမ်းသားအထိကိုဖြည့်ပြီးခရမ်းမင်ပေါက်လေးတွေကိုစိုက်လို့ရပါပြီဗျာ။ခရမ်းမင်လေးတွေကိုတတိချာချာစိုက်ပြိုးပြီးဆိုရင်အာဟာရဖြောဆက်ထားတဲ့ရေနဲ့တတိချာချာလေးထပ်ပြီးလောင်ပေးလိုက်ပါ။ဒါဆိုရင်တော့အိမ်တွင်းတက်နိုင်တဲ့ပိုင်းခရမ်းသီးစိုက်ပြိုးရေးလုပ်ငန်းစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီနည်းလမ်းလေးကတော့အိမ်တွင်းတက်နိုင်တဲ့ပိုင်းစိုက်ပြိုးရေးကိုဝါသနာပါတဲ့မိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုတွေကိုလည်းထပ်ပြီးတော့အားပေးကြပါအောင်ဗျာ။